မျိုးသမီးတိုင်းကိုရွှေဝစ်စေခြင်းနဲ့ရွှေစုစေခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးစေတနာလေးတွေနဲ့စပြီးတော့ပေါ့နော်ဒီအသေးပေါ့နော်ဒီရွှေပါးတယ်လေးကိုစပြီးတော့ရောင်းဖြစ်တယ်ပေါ့နော်အဲ့လိုရောင်းဖြစ်နေရနေမှဒီကျမအခုဆိုလို့ရှိရင်ပေါ့နော်နောက်ပိုင်းဆိုလို့ရှိရင်ရုံးဝင်တန်းလေးတွေနော်ဟိုအကုန်လုံးအဆင်ပြေအောင်လို့ဆိုပြီးတော့ကျမအရေးကြလေးပါလုပ်ပေးဖို့အစီအစဉ်လေးရှိပါတယ်အရေးကြလေးအနေနဲ့ကကြတော့3လပေါ့နော်3လအရေးကြပေါ့ပစ္စည်းရမှငွေချေပေးတဲ့အစီအစဉ်လေးပေါ့နော်အဲ့ဒီဥစ္စာလေးဆိုလို့ရှိရင်ပထမ1လမှာဆိုလို့ရှိရင်30ရာခိုင်နှုန်းဒုတိယ1လမှာဆို30ရာခိုင်နှုန်းနောက်ဆုံးပေါ့နော်နောက်ဆုံးပစ္စည်းယူတဲ့ကာလမှာဆိုလို့ရှိရင်တော့40ရာခိုင်နှုန်းသွင်းပေးတာနဲ့နေမယ်ဒီရွှေတယ်လေးတွေကိုလက်ဝယ်ပိုင်ဆိုင်ရရှိမှာပဲဖြစ်ပါရဲ့ရှင်ကျမတို့အခုဆိုလို့ရှိရင်အမျိုးသမီးတွေအနေနဲ့ပေါ့နော်ဟိုအိမ်မှာနေနေလေဝင်ငွေလေးအပိုတစ်ဖက်တစ်လမ်းရရှိအောင်လို့အတွက်ကျမစီမှာဆိုလို့ရှိရင်ပစ္စည်းလေးတွေပေါ့နော်ထောက်တယ်လက်ကားအနေနဲ့ပေါ့နော်ပြန်ယူရောင်းနေတယ်ဆိုလို့ရှိရင်တော့မှကျမစီမှာအရင်မဆိုင်ပဲနဲ့ပေါ့နော်အရင်မဆိုင်ပဲနဲ့အရင်အနေငယ်တော့တကယ်လို့စိုက်ခဲ့မယ်ဆိုလို့ရှိရင်လည်းအနေငယ်တော့ပမာဏလောက်နဲ့အဆင်ပြေအောင်လို့ကျမကဆောင်ရွက်ပေးပါတယ်ကျမစီမှာဆိုလို့ရှိရင် online ဈေးရောင်းသမားတွေဆိုလို့ရှိရင်လည်းပေါ့နော်ပြန်ပြီးလက်ကားယူတဲ့ဖောက်တယ်တွေဆိုလို့ရှိရင်လည်းအများကြီးရှိပါတယ်ပြည်ရင်းပြည်ပပေါ့နော်ပြည်ရင်းပြည်ပကဖောက်တယ်တွေအကုန်လုံးလည်းကျမဖိတ်ခေါ်ပါတယ်ရှင်ကျမရဲ့နာမည်ကတော့ဒေါ်စုံငိမ့်သူဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ပေါ့နော်ရတနာသုံးစိတ်ရွှေရတနာရောင်းဝယ်ဖြစ်ပါတယ်ရှင်ရတနာသုံးမှာဆိုလို့ရှိရင်အဖိုးနဲ့ဝင်ပါပေါ့နော်အနှဲငယ်တော့ငွေပမာဏလောက်နဲ့တောင်းကနန်းလောက်တိန်းကနန်းလောက်နဲ့ပေါ့နော်စပြီးတော့လူတိုင်းပေါ့နော်မျိုးသမီးတိုင်းရွှေကိုလက်ဝတ်ရတနာတွေကိုဝတ်ဆင်နိုင်ဖို့အတွက်နဲ့ကျမတို့ရတနာသုံးမှာဆိုလို့ရှိရင်ရွှေတယ်လေးတွေနော်ကြောက်တယ်လေးတွေခက်လုပ်ထားပါတယ်ရှင်ရွှေရည်နဲ့ဆိုလို့ရှိရင်လည်း73ပဲရေပေါ့နော်73ပဲအပြည့်ကိုခတ်ထားပါတယ်ရှင်73ပဲအပြည့်ဖြစ်ကြောင်းလည်းကျမတို့အာမခံပြီးတော့အာမခံပေါင်ချာနဲ့ပေါ့နော်အဆင်ပြေအောင်လို့အမျိုးသမီးတိုင်းအတွက်အယောင်အလဲအချိန်မရွေးအဆင်ပြေအောင်လို့ပေါ့နော်ဝတ်ဆင်နိုင်အောင်လို့ကျမတို့ကစီစဉ်ပြီးတော့လှုပ်ဆောင်ပေးထားတာဖြစ်ပါတယ်ရှင်ဆိုင်လေးကတော့အခုဒီ9လပိုင်းပေါ့နော်ဒီ9လပိုင်းတရက်နေ့ကတော့စဖွင့်ပြတာဖြစ်ပါတယ်ကျမကအရင်တော့ဆိုလို့ရှိရင်ပေါ့နော်online မှာတော့ကျမ2019လောက်ခရဲကစပြီးတော့online ဈေးရောင်းလာခဲ့တာပေါ့နော် online ပေါ်မှာ page ကလေးဖွင့်ပြီးတော့ဈေးရောင်းလာခဲ့တာဖြစ်ပါတယ်online အနေနဲ့ဆိုလို့ရှိရင်တော့ကျမရဲ့ဝယ်တဲ့ပေါ့နော်ကျမစီကနေဝယ်ယူတဲ့လူတွေဝယ်ယူတဲ့ customer တွေအကုန်လုံးအဆင်ပြေအောင်လို့ပေါ့ကျမကပေါ့နော်ကျမကိုယုံကြည်မှုပေါ့နော်ယုံကြည်မှုဖြစ်လာအောင်ဆိုပြီးတော့ကျမကုမ္ပဏီပေါ့နော်ရတနာသုံးကုမ္ပဏီ limited ကိုလည်းထူထောင်ထားပါတယ်ရှင်ကုမ္ပဏီလေးလည်းဖွင့်ထားတယ်ပေါ့နော်ဟုတ်အမြဲတမ်းပေါ့နော်အဆင်ပြေအောင်လို့ပေါ့ဝယ်တဲ့ customer တွေအဆင်ပြေအောင်ပေါ့အဆင်ပြေအောင်ဆိုပြီးတော့ကျမကလိပ်စာလေးဆိုလို့ရှင်တော့မှာပေါ့နော်ဘောက်ချာထဲမှာဘောက်ချာမှာလည်းအိမ်လိပ်စာအပြည့်အစုံပေါ့နော်အတိအကျကိုထည့်ထားပေးပါတယ်အိမ်နံပါတ်လမ်းအမည်ပေါ့နော်အကုန်လုံးပေါ့နော်အဲ့ဒီကတုံးလေးရပေါ့နော်online မှာရောင်းချစဉ်ကတုံးနဲ့ကပို့ပြီးတော့ယုံကြည်မှုရှိအောင်ပေါ့နော်ကျမရဲ့အိမ်လိပ်စာအတိအကျလည်းထည့်ထားပေးပါတယ်အခုလည်းပဲပေါ့နော်ဒီ9လပိုင်းတရက်နေ့ကနေစပြီးတော့ကျမတို့ဒီရတနာ city ဘောမှာပေါ့နော်ပို့ပြီးစပြီးတော့ရတနာဆိုင်လေးကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ရှင်အယောင်းဝယ်လဲထက်ကတော့ကျမတို့အခုဆိုလို့ရှိရင်3သိန်းအောက်နဲ့အထက်လေးဆိုလို့ရှိရင်တော့ 20% off ပေါ့နော်3သိန်းနဲ့အထက်10သိန်းနဲ့အောက်ဆိုလို့ရှိရင်တော့15ရာခိုင်နှုန်းပါပဲရှင်အယောင်းလေးရတော့လေမုံဖိုးလေးတတလေးနဲ့1သိန်းလောက်ကနေစပြီးတော့ရွှေတယ်လေးတွေကိုဝတ်ဆင်နိုင်အောင်လို့ကျမရဲ့ပေါ့နော်စေတနာပေါ့နော်အမျိုးသမီးတိုင်းကိုရွှေဝတ်စေခြင်းနဲ့ရွှေစုစေခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးစေတနာလေးတွေနဲ့စပြီးတော့ပေါ့နော်ဒီအသေးပေါ့နော်ဒီရွှေပါးတယ်လေးတွေကိုစပြီးတော့ရောင်းဖြစ်တယ်ပေါ့နော်အဲ့လိုရောင်းဖြစ်နေရနေမှဒီကျမအခုဆိုလို့ရှိရင်ပေါ့နော်နောက်ပိုင်းဆိုလို့ရှိရင်ရုံးဝင်တန်းလေးတွေနော်ဟိုအကုန်လုံးအဆင်ပြေအောင်လို့ဆိုပြီးတော့ကျမအရေးကြလေးပါလုပ်ပေးဖို့အစီအစဉ်လေးရှိပါတယ်အရေးကြလေးအနေနဲ့ကကြတော့3လပေါ့နော်3လအရေးကြပေါ့ပစ္စည်းရမှငွေချေပေးတဲ့အစီအစဉ်လေးပေါ့နော်အဲ့ဒီဥစ္စာလေးဆိုလို့ရှိရင်ပထမ1လမှာဆိုလို့ရှိရင်30ရာခိုင်နှုန်းဒုတိယ1လမှာဆို30ရာခိုင်နှုန်းနောက်ဆုံးပေါ့နော်နောက်ဆုံးပစ္စည်းယူတဲ့ကာလမှာဆိုလို့ရှိရင်တော့40ရာခိုင်နှုန်းသွင်းပေးတာနဲ့နေမယ်ဒီရွှေတယ်လေးတွေကိုလက်ဝယ်ပိုင်ဆိုင်ရရှိမှာပဲဖြစ်ပါတယ်ရှင်ကျမတို့အနေနဲ့ပေါ့နော်အရင် online မှာပေါ့နော်အခြေချစဉ်ကတုံးနေရပေါ့နော်customer တွေအကုန်လုံးအဆင်ပြေအောင်အတွက်ပဲကျမတို့ကကြည့်ခဲ့တာဖြစ်တဲ့ကြောင့်မို့လေအိမ်လိမ့်စာပေါ့နော်ဟိုအဆင်မပြေဘာယောဂအခြေအနေကိုဗစ်တို့ဘာလို့ဖြစ်ခဲ့စီနှုံးကတောင်မှပေါ့နော်ကျမရဲ့အိမ်လိမ့်စာအတိုင်းသူတို့လာခဲ့သည်ရှိတော့ကျမတို့တကယ်လို့မလာနိုင်ဘူးဆိုလို့ရှိရင်လေဟိုတကယ်လို့ပေါ့နော်ဟိုပစ္စည်းတွေပြန်ပြီးသွင်းကျင်တယ်ပစ္စည်းပြန်လဲခြင်းနဲ့ဆိုလို့ရှိရင်လည်းဟို Royal Express နဲ့ပေါ့နော်အဲ့လိုအဆင်ပြေအောင်ပေါ့နော်မဟုတ်ဆိုလို့ရှိရင်လည်းကားဂိတ်ကနေပေါ့အဆင်ပြေအောင်လို့ကျမတို့အယောင်းလဲထက်ကလေးတော့ပြုလုပ်ပေးထားပါတယ်အဲ့လိုမျိုးအဆင်ပြေအောင်ပေါ့နော်အမြဲတမ်းအိမ်လဲလာလို့လည်းရတယ်ပေါ့နော်အိမ်ကိုလာမယ်ဆိုလို့ရှိရင်တော့ဖုန်းလေးတော့ကြိုဆက်ပေးရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့အိမ်မှာမရှိဘဲနဲ့ဆိုင်ရောက်နေတဲ့အချိန်တွေပါဖြစ်မှာဆိုတော့အခုကျတော့ဆိုင်လေးလည်းဖွင့်ထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့ဆိုင်မှာလည်းအများကြီးလာပြီးတော့အားပေးလို့ရပါပြီနော်ကျမတို့အခုဆိုလို့ရှိရင်အမျိုးသမီးတွေအနေနဲ့ပေါ့နော်ဟိုအိမ်မှာနေနေလေဝင်ငွေလေးအပိုတစ်ဖက်တစ်လမ်းရရှိအောင်လို့အတွက်ကျမစီမှာဆိုလို့ရှိရင်ပစ္စည်းလေးတွေပေါ့နော်ဖောက်တယ်လက်ကားအနေနဲ့ပေါ့နော်ပြန်ယူရောင်းနေတယ်ဆိုလို့ရှိရင်တော့မှကျမစီမှာအရင်မဆိုင်ပဲနဲ့ပေါ့နော်အရင်မဆိုင်ပဲနဲ့အရင်အနေငယ်တော့တကယ်လို့စိုက်ခဲ့မယ်ဆိုလို့ရှိရင်လည်းအနေငယ်တော့ပမာဏလောက်နဲ့
အဆင်ပြေအောင်လို့ကျမကဆောင်ရွက်ပေးပါတယ်ကျမစီမှာဆိုလို့ရှိရင် online ဈေးရောင်းသမားတွေဆိုလို့ရှိရင်လည်းပေါ့နော်ပြန်ပြီးလက်ကားယူတဲ့ဖောက်တယ်ဆိုလို့ရှိရင်လည်းအများကြီးရှိပါတယ်ပြည်ရင်းပြည်ပပေါ့နော်ပြည်ရင်းပြည်ပကဖောက်တယ်တွေအကုန်လုံးလည်းကျမဖိတ်ခေါ်ပါတယ်ရှင်online ကနေရောမြေပြင်ကနေရောပေါ့နော်မှာယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်ယုံကြည်စိတ်ချစွာနဲ့မှာယူအားပေးနိုင်မှုအတွက်ရတနာသုံးကိုဖိတ်ခေါ်ပါတယ်ရှင်ကျမရဲ့လိပ်စာလေးကတော့ တိုင်း CD လေးလွာ B410 မှန်တရားအနီးမှာပါရှင်မှန်တရားဘက်ကနေဝင်လာမယ်ဆိုလို့ရှိရင်တိုင်းဟိုကဖူးကောက်ရဲ့အရှိတ်ဘက်မှာရှိပါတယ်ရှင်ကျမရဲ့ရတနာသုံးဆိုတဲ့စိန်ရွှေရတနာရောင်းဝယ်ရေးဆိုင်လေးဖြစ်ပါတယ်ရှင်